ဒါသူကရှေ့ပေါင်း30နဲ့လိန်ရမယ့်အကြောင်းရင်းကိုပြောပြတာเนาะအခုသိချာနားထောင်เนาะဒီမှာအခုရှင်းပြတာလိန်သူလိန်ကစားမဲ့ဟာကိုကျွန်တော်ထောက်ပြမှာဒီမှာကျွန်တော်တို့ကတစ်နောက်ပိတ်လို့စပိတ်တာနဲ့ဒီသုံးလုံးပေါင်းချင်းတစ်ဖြစ်ရမှာเนาะအဲ့လိုတစ်ဖြစ်တာနဲ့တစ်နောက်ပိတ်ဆိုရင်ဒီ break ခွန်ရဲ့ပေါ့ break 9ရဲ့ပေါ့က4ယူမယ်ဆိုလို့ရှိရင်သူကတစ်မျိုးပြောင်းသွားမယ်အဖြေရเนาะအဲ့ဒီမှာကျွန်တော်ကဘာကိုယူလိုက်တာလဲဆိုတော့ဘာကြောင့်ဒီအတိအကျပြောရင်တော့ဒီသုံးလုံးပေါင်းချင်းတစ်ကတစ်နောက်ပိတ်เนาะအဲ့ဒီအချိန်မှာသူကကျွန်တော်တို့ကဒီခါတောင်သုံးလုံး8က8လို့ပြောလို့631ဆိုတဲ့ကဏ္ဍထွက်ရမှာသူ့အရာဒီပွဲမှာเนาะဒါပေမဲ့631ကိုဘာကြောင့်မယူလဲဆိုတဲ့အခါမှာ तू ကဒီကဏ္ဍထွက်တော်မယ်ဆိုရင်တဲ့เนาะဒီမှာဒီနှစ်နောက်ပိတ်စကြတော့မယ်သူ့မှာရှေ့ပေါင်း30နဲ့ကြာတာเนาะဒုတိယကမှလည်း तू အိုက်တိုက်မယ်ဒုတိယကမှလည်းဒီမှာ391ပေါ့391ဒီ तू ကဒီတစ်နောက်ပိတ်လိုက်တာနဲ့ဒီ3လုံးပေါင်းချင်း1လို့ကျွန်တော်တို့ကယူတာအဲ့ဒီအချိန်မှာဒီခါ3လုံး9က9ခေါ်ရမယ်10ပါပါ3ကိုက်နေတယ် तू ကအဲ့ဒီအချိန်မှာအဲ့တော့ဘာလို့ तू ကရှေ့ပေါင်း30ပဲ तू ကကစားတာပဲဒီကောင်မကစားခင်မှာလည်းရှေ့ပေါင်း30ပထမကမှလည်းပဲ तू အိုက်တိုင်းပဲဒီကနန်းတင်းနောက်ပိတ်မကစားခင်မှာရှေ့ပေါင်း30နဲ့ကစားခဲ့တယ်เนาะပထမကဒုတိယကမှလည်းပဲ तू တင်းနောက်ပိတ်မကစားခင်မှာရှေ့ပေါင်း30နဲ့ပဲကစားခဲ့တာအခုတတိယကလည်းကြောက်ဒီမှာ तू ကတင်းနောက်ပိတ်မကစားရှေ့ပေါင်း9လို့ तू က30ကိုပါဝါလှမ်းပြီးတော့ရှေ့ပေါင်း9လို့ထည့်သွားတဲ့အတွက်ကျွန်တော်ကဒီတစ်ကိုတင်းနောက်ပိတ်လိုက်တယ်ဒီ3လုံးတစ်ကစားရမယ်ဟာကိုဒီမှာ तू ကရှေ့ပေါင်း30မခံမယ်ရှေ့ပေါင်း9ခံထားတဲ့အတွက်ကျွန်တော်ကဒီကောင်ကို6လို့ကစားလိုက်တာเนาะတစ်လို့မကစားတော့ဘဲနဲ့6လို့ကစားလိုက်တာတကယ်လို့များ तू ကဒီ3လုံးပေါင်းချင်း1နဲ့1နောက်ပိတ်ခဲ့မယ်ဆိုလို့ရှိရင်6ထိပ်1ပိတ်ဒီခုံရဲ့ပါဝါ2ပိတ်ယူမယ်ဆိုရင်651အဲ့ဒီကောင်ဒီကျွန်တော်ဒုတိယ organ နဲ့မှာထည့်ပေးထားတယ်เนาะဒီစနစ်ကနေပြီးအကုန်ထုတ်ပြီးထည့်ပေးထားတာเนาะမမအော်ဒီတွေကအဲ့တော့ဒီမှာတကယ်လို့များ तू ကပထမကတ်တွေကလို့ပဲ1နောက်ပိတ်လိုက်တာနဲ့ဒီ3လုံးပေါင်းချင်း1ဖြစ်ရမယ်1နောက်ပိတ်မယ်အဲ့ဒီအချိန်မှာခွန်ပါဝါ2ပိတ်ဖြစ်မယ်ဆိုရင်651ဆိုတဲ့ခဏထွက်သွားမယ်เนาะဒါပေမဲ့အဲ့မှာအားလုံးခြုံပြီးတော့ချုပ်လို့ရတာခါအောင်သုံးလုံးပထမကမှရှိဒုတိယကမှ9တတိယကမှခါအောင်သုံးလုံးက3ညလာတဲ့အတွက်အဲ့3ည89 3ညကိုပါဝါလှမ်းပြောင်းပြန်လှမ်းပြီးတော့မှဇောင်း3လုံး3ည98ထိုးထားတဲ့စနစ်ကိုကြိုက်တဲ့အတွက်131ကိုကျွန်တော်ကရွေးပေးလိုက်တာအထူးဟောဒီဖြစ်เนาะဘောပေါင်းချင်း1ကလည်း1ဖြစ်နေရမယ်ဒီခါအောင်3လုံး3ညကလည်းပဲဘောပေါင်းချင်း1ကလည်းရှေ့ပေါင်း1ဖြစ်နေရမယ်ခါအောင်3လုံး3ညကလည်း3ညဖြစ်နေရမယ်1နောက်ပိတ်ကလည်းပုံလေးဖြစ်နေရမယ်เนาะအဲ့ဒါကြောင့်မလို့ကျွန်တော်ကခုံ131ကိုအဓိက main အော်ဒီဖြစ်ရွေးပေးလိုက်တယ်တကယ်လို့များ तू ကတင်းနောက်ပိတ်တဲ့အချိန်မှာဒီ3လုံး1เนาะအဲ့ဒီအချိန်မှာ तू ကဒီမှာပေါ့တင်းနောက်ပိတ်လိုက်တဲ့အချိန်မှာဒီ3လုံးပေါင်းချင်း1ဒီ8ကပါဝါ3ပိတ်เนาะ6ခါပုံသိန်းနဲ့ဗရိတ်8ထောက်ထားတယ်ကောင်းဝဲပါဝါเนาะအဲ့တော့ तू ကလိမ့်မယ်ဆိုရင်လိမ့်လို့ရတယ်ခုနကကျွန်တော်ပြောပြီးလိမ့်လို့ရတဲ့အကြောင်းအရာတွေဒီအဲ့ခဏမထွက်ခင်နေမှာ तू ကရှေ့ပေါင်း30ဒီနဲ့ကြာပြီးမှကစားတာဒီမှာလည်းဒုတိယကမှလည်းရှေ့ပေါင်း30နဲ့ပဲကြာကစားခဲ့တာအဲ့ခဏထွက်ဖို့เนาะအခုတတိယကကြတော့သူကရှေ့ပေါင်း30မလို့ပဲ30ကိုပါဝါလှမ်းပြီးတော့9လို့လှုပ်သွားလို့ရှေ့ပေါင်း30ကိုပါဝါလှမ်းပြီး9လို့လှုပ်ခဲ့တဲ့အတွက်ဒီပွဲမှာကျွန်တော်631အမှန်မလိမ်မဲချရင်631ဆိုတဲ့ကောင်ချရမှာဘာလို့ဒီ1ကိုဒီ3လုံး1ဒီ3လုံး1ကိုဒီ1ပိတ်ပြီးတော့မှဒီခါ3လုံး3ည3ညဆို631ရိုက်ရမှာအဲ့631ရိုက်မယ်ဆိုလို့ရှိရင်ဒီမှာရှေ့ပေါင်း30ချပြီးမှအဲ့631တဲ့ကိုကစားရမှာကျွန်တော်တို့ကဘာလို့ဒီကောင်လေးကရှေ့မှာသူကစားတော့မယ်ဆိုရင်ရှေ့ပေါင်း30ဒီခန်းပြီးမှကစားရအခု30ကိုပါဝါလှန်လိုက်တဲ့အတွက် तू ကလိန်တော့မှာเนาะ तू ကပါဝါနဲ့လိန်မှာဒီပွဲမှာပါဝါနဲ့လိန်မှာဖြစ်တဲ့အတွက်631ကိုကျွန်တော်က131ဆိုပြီးတော့ပြင်းပြီးတော့ကစားလိုက်တာเนาะဒီရှေ့ပေါင်း9 30ခန်းပြီးကမှအခုတတိယကကြမှာရှေ့ပေါင်းက30မဝင်းနဲ့9ဖြစ်သွားလို့เนาะအဲ့တော့ဆိုရှင်းမယ်ထင်တယ်เนาะကျွန်တော်အခုသေချာရှင်းပြတာဘာကြောင့်ဒီမှာအကုန်လုံးသိထားတာကျွန်တော်ရှင်းပြထားတာပထမပွဲမှာပထမချိန်တုန်းကကြိုးရှင်းပြတာပြီးခဲ့တဲ့ဘက်တုန်းကဒီ3လုံးပေါင်းချင်း1ဖြစ်ပြီးမှ1နောက်ပိတ်ရမှာဟုတ်တယ်နော်ဒီ3လုံးပေါင်းချင်း1ဖြစ်ပြီးကမှ1နောက်ပိတ်ရမှာအဲ့ဒီအချိန်မှာဒီခါ3လုံးကလဲထိုင်ရမှာဆို631မှန်ကြာရမှာနော်မယုံမလွန်ပြောရင်631ဆိုတဲ့ကဏ္ဍကြာရမှာအဲ့631ဆိုတဲ့ကဏ္ဍကြာမှာဆိုရင်ဒီမှာရှေ့ပေါင်း30ကိုခံရမှာပါဝါမလောက်အောင်9မလောက်အောင်အဲ့မှာဒီပွဲမှာကျွန်တော်တို့ကရှေ့ပေါင်း30နဲ့ကြာလာရင်631တစ်ပေါက်ထဲអော်ရမှာနော်အဲ့ तू က631ဆိုရင်ဒီကောင်လေးကဘရိတ်ကမကိုက်တော့ဘူးလေဒီခုံရဲ့ပါဝါ2ဘရိတ်ဖြစ်အောင် तू ကထည့်ရမှာဟုတ်ဒီခုံဘရိတ်ကပါဝါ2ဘရိတ်ဖြစ်အောင်ထည့်ရမှာဖြစ်တဲ့အတွက်631ဆိုရင်ခွန်ဘရိတ်ကပါဝါ2ဘရိတ်မဖြစ်ဘူးမဖြစ်တဲ့အတွက် तू က2ဘရိတ်ဖြစ်အောင်လို့ဒီမှာပါဝါထည့်ပေးလိုက်တာပါဝါထည့်တဲ့အတွက်ဒီထည့်ကတစ်လုံးကိုပါဝါချိန်ခိုင်းလိုက်တာ तू ကနော်ကဏ္ဍတစ်လုံးကိုပါဝါချိန်ခိုင်းလိုက်တာတကယ်လို့ तू ကဒီ3ညကိုပါဝါ9လို့ခါနဲ့ချိန်ရင်လည်းချိန်သွားလို့ရတယ်နော်ဒီ3ညခါဒီ13လုံး3ည3ညခါထိုင်ရမယ်ဟာကို3ညမထိုင်မနဲ့9လို့ချိန်လို့ရတယ်အဲ့ဒါဆိုရင်ဒီ3လုံး1ဒီ1နောက်ပိတ်ဆို6တိတ်1ပိတ်ဒီထောင်3လုံး3ညရဲ့ပါဝါမှာ तू က9လို့ထည့်လိုက်651ဆိုတဲ့ကဏ္ဍကျွန်တော်2 order မှာထည့်ပေးထားတယ်နော်ဟုတ်ပြီ631ကိုလည်းပဲလိမ့်ပြီးထည့်ခဲ့ရင်ထည့်မှာဆိုလို့တတိယ organ နဲ့မှာ631ထည့်ပေးထားတယ်နော်ဟုတ်ကဲ့အားလုံးပဲเนาะဒီလောက်ဆိုရှင်းမယ်ထင်ပါတယ်ဗျာเนาะ
တိကျပြန်ကြည့်ပါဗျာနော်နှစ်ခါကြည့်နော်နားမနိုင်နော်ဟုတ်ကဲ့အားလုံးပဲခုတ်လက်နော်ကံကောင်း